ပွဲထွက်လူစင်းမှာပဲဖြစ်ဖြစ်ကွင်းထဲကိုလူစားလဲရမှာပဲဖြစ်ဖြစ်ဥကာတေးနဲ့ Marcus Rashford နဲ့နှစ်ယောက်ထဲကတစ်ယောက်ကိုမဖြစ်မနေထည့်ရတော့မယ်ဆိုရင်ဘယ်သူကိုသုံးမလဲအဲ့ဒီမေးခွန်းလေးကိုကိုယ့်ဘောက်ကိုအရင်ဆုံးပြန်မေးကြည့်မယ်ကျွန်တော်ဒါတွေပြောတာနားမထောင်ခင်ပါโอเคမန်ယူပြည်သက်တော်တော်များများကတော့ဒါကိုကြိုက်မှာမဟုတ်ဘူးဒါပေမဲ့အခုလက်ရှိဈေးကွက်ရဲ့အခြေအနေဒီဈေးကွက်မှာမန်ယူအသင်းရွှေ့နေတဲ့အရွှေ့တွေနဲ့ဓမ္မရိုက်ထန်ကြတဲ့အချက်ကိုတော့ကျွန်တော်ကပြောပြရမှာပဲကျွန်တော်ပြည်သက်တွေကတော့လောင်တာပေါ့ဗျာဒီပိုင်ရှင်တွေကဟိုလိုဒီလိုနဲ့လူမဝယ်ပြီးတော့မှဒီဟိုတာလီမန်တို့စန်တိုစ်တို့လောက်နဲ့သူကနှစ်သိမ့်မဲ့သဘောမျိုးရှိနေတာကျင်းတဲ့လို့ဖြစ်ပြီးတော့ငြိမ်နေလိုအပ်တာတဲ့ငြိမ်နေတာအဲ့တော့ကျွန်တော်တို့ဒီပိုင်ရှင်လက်ထက်မှာအားပေးနေတာဒီရာသီထဲမှာမဟုတ်တာအပြောင်းရွှေ့ဈေးကွက်ဘယ်နှကွက်ရှိပြီလဲဒါအခုတော်သွားတယ်ပြောရမှာဂလေစာတို့တုံးကဆိုပို့ဆိုးသေးတယ်အစောပိုင်းဆိုအီလဲနဲ့ဘာမှမလုပ်ဘူးနောက်ဆုံးဈေးကွက်ပိတ်ခံနေဆိုပြေးသက်ကိုချွေးသိပ်ဖို့အတွက်တွေ့ရကောင်တွေရှောက်ခေါ်ပလိုက်တာတွေ့ရနာမည်ကြီးကောင်တကောင်အဲ့ကောင်တွေကနီးပြားကလည်းတကယ်ကြီးမလိုအပ်နေဘူးနီးပြားအတွက်ပါဝင်ပြီးနေတဲ့ကစားသမားတွေဖြစ်တယ်တခါလေးမှလာတာတွေပေါက်ကြရတွေရှောက်ပေးပလိုက်တယ်အဲ့လိုတွေရှောက်လို့တော့ဘာဖြစ်လဲအခုအဲ့အမိုက်တွေကိုတော့ရှင်းလို့မနိုင်သေးဘူးနော်အဲ့တော့တိုင်ပတ်နေတာနောက်တကယ်ဈေးကွက်မှာလည်းဗျဟိုတထေးတွေပတ်စံဘယ်ကမှန်းမသိတဲ့ပတ်စံတွေရပြီးတော့နာမည်ပြန်တိဆောက်ဖို့ဝင်လာတဲ့တထေးတွေပိုင်တဲ့အသင်းတွေကလွှဲအခြားအမေရိကန်တို့ဒီယူရိုပတို့ကတထေးတွေပိုင်တဲ့အသင်းတွေကပတ်စံကိုအဲ့လိုဟိုဘုံဘလော်ကြီးသုံးဖို့အတွက်ကအဆင်မပြေကြဘူးဘယ်သူမှမသုံးရဲကြဘူးမသုံးကြဘူးဒါမှမဟုတ်လဲဈေးကွက်တွေကပိုပြက်လာတဲ့အချိန်မှာအဲ့လိုဟိုလိုဘယ်မှမသိတဲ့တထေးတွေဝင်လာတဲ့အသင်းတွေနဲ့ရှင်သုံးမှုကပို့ပြီးတော့ခတ်လာတယ်အဲ့တော့ဈေးကွက်ကဒါကတကယ်ဖြစ်တည်မှုပဲလက်ရှိဖြစ်နေတဲ့အရာအဲ့တော့သူတို့ကမာကီဆိုင်နင်းကိုလည်းထက်ရကျင်မှရတော့မှာမန်ယူကဘသူ့ကိုခေါ်မှမသိဘူးနောက်ပြဿနာကကစားသမားခေါ်တဲ့ပါဝါကအသင်းမှာမရှိတော့ဘူးဥမာအရင်တော့ဖာကူဆန်လက်ထက်ဆိုရင်ဗျာဝက်ဆန်ကတန်းဆင်းသွားပြီသူ့ရှီကကစားသမားကိုမန်ယူကလိုချင်တယ်သူလို့ရှိရင်အဲ့ကစားသမားကလှုပ်ဖြစ်နေပြီဟောရူနီတို့စတက်တဲ့အချိန်မှာဘာဖြစ်သွားလဲလှုပ်ရတာအေဗာတန်တို့ကစားသမားစပြီးတော့ဒီသင်းငါသွားမှရတော့မှာဆိုတဲ့ဟာမျိုးလုပ်လာတယ်ဘယ်အသင်းမှဈေးမကင်ရဘူးစုပ်ပြီးတော့မဟုတ်တဲ့ဈေးကြီးကိုခေါ်မချလိုက်ရဘူးငါအိမ်ငါရသလောက်နဲ့တော့လှော့မှာဒီကောင်ပောက်ကြရလို့နောက်နဲ့မှာဒီလောက်မရတော့ဘယ်လိုလုပ်မလဲဆိုတာမျိုးကိုဖြစ်သွားမှာဆိုတော့တော်တော်များများလွတ်ကြရတာအဲ့လိုပါဝါမျိုးအခုလက်ရှိအချိန်မှာရှိနေတာရီးရဲ့ဘာကာရဲ့နောက် PSG ရဲ့ဒါပဲရှိတယ်မန်စီးတီးကရှိတယ်ဒါပေမဲ့ဂွာဒီလာလက်တော်ရှိတယ်ဒီနှစ်မကျင်းသေးတော့အဲ့တော့အခုချိန်ထိရီးနဲ့ဘာကာကတော့အဲ့ပါဝါကိုရှိတယ်ဒါပေမဲ့အခြားတဲ့နေရာမလွယ်ဘူးဥပမာအာဆင်နယ်ကိုပဲကြည့်ပရီးမီးယားလိချန်ပီယံဖြစ်တယ်ချန်ပီယံလိဖိုင်နယ်တက်တယ်ဒါပေမဲ့သူတို့တကယ်နာမည်ကြီးကစားသမားကိုခေါ်ကြဟူလီယန်အဲဗာရက်စ်ကိုခေါ်တယ်ဟိုကအဖက်ကိုလည်းမလုပ်ဘူးဘာကာမှဘာကာသွားမှာသူကသူအကျွေးပဲထူနေဘာပဲဖြစ်ဖြစ်အဲ့လိုပါဝါတွေကအရန်กว่าနောက်မှဘာလဲဗီနီဆက်ဂျူနီယာကိုဘာပြိုင်ဘက်မှမရှိဘဲနဲ့အာဆင်နယ်လိုက်တာရီးယန်နဲ့အစင်မပြေမလို့ဒါပေမဲ့ဘာဖြစ်လဲသူ့ဘာသူရီးယန်မှာပဲနေတာမလာဘူးအဲ့လိုနာမည်ကြီးတွေကိုဆွဲဆောင်နိုင်တဲ့အခြေအနေမရှိသေးဘဲနဲ့မာကီဆိုင်နဲ့လုပ်ဖို့ကလည်းတော်တော်လေးခက်တယ်အဲ့ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့က Marcus Rashford ကိုအသင်းမှာ Carrick ကလိုချင်နဲ့ပြန်သုံးချင်တာမရှိဟိုဗာလဲရောင်းမထွက်လို့ဟိုမထူးဆက်ခင်းပြီးတော့မထားချင်မနဲ့ထားရတာမျိုးမဟုတ်ဘူး Rashford ကလည်း Carrick နဲ့ဆိုဆက်ဆံရေးကောင်းတဲ့အတွက်လိုချင်ပြန်လာချင်တာမျိုးရှိတယ်အဲ့ဒီတော့ပြည်သက်တွေက Rashford နဲ့ပတ်သက်ပြီးတော့တီးခတ်နိုင်မှုကုံဆုံးသွားတာ Rashford အချိုးတွေမပြေတာကိုလက်ခံတယ်ကျွန်တော်ကိုယ်တိုင်ချစ်ပေမဲ့ကျွန်တော်ကမရှိတဲ့တော့လက်ခံတယ်ဒါပေမဲ့ကျွန်တော်ကချစ်သေးတဲ့အတွက်ကျွန်တော်က bias ရှိကောင်းရှိနိုင်တယ်သူပြန်လာတာကိုပို့ပြီးတော့
positive မြင်နေတဲ့အချိန်မှာဒါပေမဲ့ကျွန်တော်ကဟိုဗျိုင်းဟုတ်တို့လို့ကိုကြိုက်ကိုကောင်းပါတယ်ဆိုတော့ကစားသမားအခြားလူတွေပါကောင်းပါတယ်လက်ခံလာအောင်လို့ manipulate လုပ်တတ်တဲ့လူမဟုတ်ဘူးကျွန်တော်ကြိုက်တာကျွန်တော်ချစ်တာတပိုင်းသူ့ဘာသူအခြားလူတွေကြိုက်တာမကြိုက်တာတပိုင်းရှိတဲ့နာမရှိတဲ့နာတပိုင်းဒါပေမဲ့အခုပြောတာကကြတော့ဒီလိုအခြေအနေဖြစ်လာမှဆိုရင်တော့သူရောက်လာတာက negative တဲ့ positive ပို့ပြီးတော့ဖြစ်တယ်အဲ့ဒါတွေကိုကိုရီးယား negative တွေအရန်လုံနေတာတဲ့ဆိုင်ရင်ခဏလေးစောင့်ကြည့်တာပို့အဆင်ပြေမယ်ဆိုတဲ့ဟာမျိုးကိုပြောချင်တာဟုတ်တယ်သူ့ရဲ့ fan တွေကဟိုမှာ H တို့ဘာတို့ပေါ်မှာဒီလိုကုညာတို့ဘာတို့တိုက်ခိုက်တာတို့ဘာတို့လဲမှန်းတယ်ဒါတွေကလက်မခံနိုင်စရာတွေပဲဒါပေမဲ့သူရှိနေခြင်းနဲ့ပတ်သက်တယ်ဟုတ်တာသူ့ရဲ့အတွေ့အကြုံနောက်နှစ်မှာကိုရီချန်ပီယံလိနဲ့ပရီးမီးယားလိကစားမဲ့ squad depth ရဲ့အခြေအနေပြီးခဲ့တဲ့နှစ်ကတပတ်ကိုတပွဲကန်ရတာကိုမှတခါလေပရီးမီးယားလိမှာရက်လေးထပ်သွားလို့တပတ်ကိုနှစ်ပွဲမြတ်ကန်ရရင်ရလက်ကပြတ်တာအဲ့ဒီအသင်းကိုအခုထပ်ဖြည့်ထားတဲ့လူတွေကဘာမှမရှိသေးဘူးအဲ့တော့ Rashford လို့ကစားသမားမျိုးတယောက်ရောက်လာပြီးတော့သူကကောင်းကောင်းမွန်မွန်ပေါ့နော်ဟိုစိတ်ဓာတ်ကောင်းကောင်းလေးနဲ့သာပြန်ကစားရင်ဘာမှဆုံးရှုံးစရာမရှိတဲ့ဥစ္စာသူ့ကိုကျွန်တော်တို့ဝေဖန်တာတွေကဟုတ်တယ်ဗျာဥပမာသူလာသာရှုပ်ပြီးဘာလို့အသင်းမပြောင်းတာလဲဆိုတော့လဲကျွန်တော်ခမားကဥမာဒေါ်လာ9000နဲ့အလုပ်တစ်ခုမှာ9နှစ်စာချုပ်ချုပ်ထားတာသူတို့ကအဲ့ဒီဥစ္စာကိုအလုပ်ဒီတိုင်းပလိန်ထုတ်ရင်များဘယ်လိုပဲဖြစ်9နှစ်စာအပြည့်ပေးရမှာအဲ့မှာ3နှစ်မှာခမားဒီအလုပ်နဲ့တော့အဆင်မပြေဘူးအခြားအလုပ်ကိုပြောင်းဖို့ကြိုးစားတယ်ဒါပေမဲ့အဲ့လို9000မပေးဘူးအခြားအလုပ်တွေကအဲ့တော့3000ပဲရမယ်ဆိုသူကဒီမှာဘယ်လိုဖြစ်ဖြစ်9000ဆက်ရမယ်ဥစ္စာအောင်ဟို3000ပဲရမယ်ရှိဘူးပြောင်းမလားလက်ရှိချိန်ဟိုဒီလိုပေါ့ဟိုဟာမှာတော့ဒီလိုစိတ်သက်ပိုင်းဆိုင်ရာဘာဖြစ်တယ်ညာဖြစ်တယ်တွေပြောကြပေမဲ့တကယ်အပြင်လက်တွေ့မှာတော့ဒါတမင်တက်ညစ်တယ်ကြီးဆိုတာထက်သူလည်းသူရပိုင်ခွင့်ကိုဒါကြောင့်လည်းပြောလို့မရဘူးပြီးတော့ Rashford ဆိုတာကဒီ Manchester United ရဲ့ခစ်ပြက်ကာလာကြီးတခုမှာနီးပြတွေတစ်ဆက်ပြီးတစ်ဆက်ပြောင်းတဲ့ခစ်ပြောင်းစနစ်ပြောင်းကို तू ကအထထခံလာတာအဲ့ဒီမှာ तू ကအဓိကကစားသမားအဖြစ်ဟိုလိုကစားလိုက်ဒီလိုကစားလိုက်ဒီလိုကစားလိုက်နဲ့နောက်ပိုင်းမှာခြေသွမ်းလဲကျစိတ်ဓာတ်ကလည်းပြက်အဲ့လိုပေါ့ तू လက်ခံပါတယ် तू ရဲ့အခြေခံစိတ်ဓာတ်ကလည်းဒီလိုဟိုဘောလုံးကိုအာရုံမဆိုင်တာတို့မကြိုးစားကျင်တာတို့ဖြစ်လာလဲပါတယ်ဒါပေမဲ့စနစ်ကြောင်လည်းအများကြီးပါတယ်အဲ့တော့ကျွန်တော်တို့ကစနစ်ကြောင်ပျက်စီးထားတဲ့ကစားသမားကအခုလိုခါရစ်လက်ထက်မှာစနစ်ကြောင်ဆက်ဆံရေးကြောင်မြင်တကြော့ပြန်လာမလားလို့လဲမျှော်လင့်လို့ရတာပဲအဲ့တော့ကျွန်တော်အမြင်ကတော့စောတော့ကအစမှာကျွန်တော်ပြောသလိုပေါ့ဥကာတေးနဲ့သူပဲရှိတဲ့အချိန်မှာဥပမာဘယ်သူထည့်မလဲဆိုရင်ဘရူနိုကိုနောက်ဆွဲချအကူညာကိုနံပါတ်10ရိုးထားပြီးတော့ဘယ်တော့မှ Rashford ထားကစားမှာပေါ့ပွဲ HP အများကြီးပြောင်းလဲနေတာဥကာတေးထည့်လိုက်ရင်နှစ်ခုသွင်းလိုက်အောင်စိတ်မချရတဲ့အခြေအနေကြီးလေအဲ့တော့ကျွန်တော်တို့အရှုံးမရှိပါဘူးခဏလေးစောင့်ကြည့်လိုက်ကြပါလို့ကျွန်တော်ကလက်မခံကြမှန်းတော့သိပါတယ်ဒါပေမဲ့ပြောပြချင်တာပေါ့